YouTube လိုင်းမှာရှိကြတဲ့နော်စိုးမိုးရဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါလို့နော်ကဲပြီးခဲ့တဲ့ဘက်ကတော့မိတ်ဆွေများနော်ကျွန်တော်ပြောပြပေးခဲ့တဲ့ကဏ္ဍလေးတွေအဆင်ပြေကြမယ်ထင်ပါတယ်နော်လိုင်းနေရလဲတိတ်မကောင်းတဲ့အတွက်နော်ဗီဒီယိုလေးတွေတင်ရတာတိတ်အဆင်ပြေတာကြောင့်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့တိတ်ပြီးတော့မတင်ပြခဲ့ဘူးနော်ဒါပေမဲ့လို့ကျွန်တော်တလင်းလာမှာလဲနော်တလင်းလာမနေ့ပိုင်းမှာလဲမနေ့ဈေးမှာအောင်မြင်ခဲ့တယ်လို့နော်အင်္ဂါမနေ့ဈေးမှာလဲကျွန်တော်ပြောပြပေးခဲ့တဲ့အခွေကဏ္ဍလေးအောင်မြင်ခဲ့တယ်နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအနေနဲ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုအားပေးကြမယ့်မိတ်ဆွေအသင်းများအနေနဲ့ကတော့နော်ကျွန်တော်ရဲ့ channel လေးကို subscribe လေးကိုနှိပ်နော်ခေါင်းလောင်းလေးကိုတီးလက်မလေးကိုနှိပ်ပြီးမှဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုပေးပါလို့နော်ဒါမှလည်းမိတ်ဆွေအသင်းများအနေနဲ့ကျွန်တော်ဗီဒီယိုနောက်ဗီဒီယိုအသစ်ကလေးတွေတင်တဲ့အခါတိုင်းမှာအမြဲမြင်တွေ့ရမှာဖြစ်တယ်နော်ဒီလိုကြောင့်မလို့မိတ်ဆွေအသင်းများအနေနဲ့ subscribe လေးကိုနှိပ်ခေါင်းလောင်းလေးကိုတီးလက်မလေးကိုနှိပ်ပြီးမှဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုပေးပါနော်ဒါမှလည်းကျွန်တော်မိတ်ဆွေများနော်ကျွန်တော်ဗီဒီယိုအသစ်ကလေးတွေတင်တဲ့အခါတိုင်းမှာအမြဲမြင်တွေ့ရမှာဖြစ်တယ်နော်ကျွန်တော်ကတော့ကျွန်တော်ရရင်ရသလိုကျွန်တော်ပေါက်ရင်ပေါက်သလိုရစီရင်ပေါက်စီခြင်းနဲ့ဆန္ဒလေးတွေကြောင့်မိတ်ဆွေများကိုလာပြီးတော့ကျွန်တော်ရဲ့ဖုန်းဘေးကုန်းခံငွေကုန်းခံပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုလာရောက်ပြောပြပေးခြင်းဖြစ်တယ်။နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများတွေကနော်အချိုက်တူတဲ့မိတ်ဆွေများရှိရင်ယူသုံးနိုင်တယ်လို့အချိုက်မတူတဲ့မိတ်ဆွေတွေကလည်းကြော်သွားလို့ရတယ်။နော်ဒါကြောင့်မလို့နော်ဒူတီတော့ကတော့နော်အမြဲမမှန်နိုင်တယ်လို့အမြဲတမ်းလည်းမှားမနေနိုင်ဘူး။ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့နော်ကျွန်တော်တင်ပြပြောပြပေးခဲ့တဲ့ကဏ္ဍလေးတွေကိုနော်အချိုက်တူတာရှိရင်ယူသုံးအချိုက်မတူတဲ့မိတ်ဆွေများရှိရင်ကြော်သွားနော်ဒီအတွက်ကြောင့်မလို့နော်လာမယ့်ဘက်တွေ14ရက်ကနေပြီးတော့နော်18ရက်အထိတပတ်စာအခွေကဏ္ဍနော်ပြီးခဲ့တဲ့ဘက်ကအခွေကဏ္ဍလေး35နော်3.5ဆိုတဲ့အခွေလေးလည်းအောင်မြင်သွားခဲ့တယ်နော်လာမယ့်ဘက်တွေအခွေ3လုံးခွေကဏ္ဍလေးရယ်နော်မနက်ဖြန်14ရက်အင်္ဂါနေကုန်သွားတဲ့နော်နေတိုင်းဝမ်းချင်းကကဏ္ဍလေးတွေကိုမိတ်ဆွေများကိုလာရောက်ပြီးတော့ချပြပေးခြင်းပြောပြပေးခြင်းဖြစ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့ကနော်ကျွန်တော်ပြောပြပေးတဲ့ကဏ္ဍတွေကိုနော်3လုံးခွေရောနေတဲ့ကဏ္ဍရောအားလုံးကိုယူပြီးတော့ထိုးခိုင်းတာမဟုတ်ပါဘူးနော်မိမိနော်တတ်နိုင်တယ်လို့မိမိငွေနဲ့မိမိထိုးတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အဆင်ပြေတယ်လို့ကိုကီးဝမ်းချင်းလိုပိုင်နဲ့နော်ကိုက်ညီမှုရှိရင်ကိုက်ညီတယ်လို့အဆင်ပြေလို့ယူသုံးပါနော်အချိုက်တူတဲ့မိတ်ဆွေများကယူသုံးနိုင်တယ်လို့အချိုက်မှုတဲ့မိတ်ဆွေရှိရင်လည်းကြော်သွားပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအနေနဲ့နော်လာမယ့်ဘက်တွေတပတ်စာအခွေကဏ္ဍလေးရယ်နော်အင်္ဂါနေကုန်သွားတဲ့နေတိုင်းနော်ဝမ်းချင်းကကဏ္ဍလေးတွေရေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်နော်ပတ်တိတစ်လုံးကိုထီထီမိမိပိုင်းတိုင်းပတ်မယ်မရောခွက်တစ်ခွက်ကောင်းနှစ်ခွက်ကောင်းမှထီထီမိမိပိုင်းတိုင်းနဲ့ထိုးကျင်ပါတယ်ပတ်တိကိုပတ်ချင်ပါတယ်ဆိုတဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့399882006983ကိုဖုန်းတိုက်ရိုက်ခေါ်လိုက်နော်ဖုန်းခေါ်လိုက်တာနဲ့ကျွန်တော်ကဏ္ဍလေးတွေပြောပြပေးသွားမယ်နော်ဖုန်းခေါ်လိုက်ပါဆိုတော့ကျွန်တော်မိတ်ဆွေအနေနဲ့ကျွန်တော်ကိုဘေးငွေကြိုပြီးတော့လွှဲပေးကြမလို့ပါဘူးเนาะကျွန်တော်မိတ်ဆွေများအနေနဲ့เนาะကျွန်တော်ကဏ္ဍလေးတွေကိုထိုးပြီးတော့เนาะကဏ္ဍလေးထွက်ရှိအောင်မြင်လာတဲ့ခါကျမှကျွန်တော်မိတ်ဆွေများရဲ့စေတနာတုံ့ပြန်မှုနဲ့เนาะစေတနာကြီးနဲ့ပေါက်ပေးစေတနာကြီးနဲ့ပေးမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများเนาะအနေနဲ့เนาะကျွန်တော်ကိုเนาะပတ်တိတစ်လုံးနဲ့မင်းရောတစ်ခွက်ကောင်းနှစ်ခွက်ကောင်းမှထိထိမိပိုင်းတိုင်းထိုးကျင်နေဆိုတဲ့မိတ်ဆွေတွေကခုနကကျွန်တော်ပြောတယ်ကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့399882006983ကိုဖုန်းတိုက်ရိုက်ခေါ်ပါနော်ဖုန်းခေါ်လိုက်တာနဲ့ကျွန်တော်ကဏ္ဍလေးတွေပြောပြပြီးတော့မှာဖြစ်တယ်နော်တော့လာမယ့်ဘက်တွေတပတ်စာအခွေကဏ္ဍဒီ158ဆိုတဲ့အခွေလေးပါ158အခွေကိုဒီတစ်ပတ်မှာအပူးလေးပါထည့်မွေးကြပါနော်မိတ်ဆွေများ158ဆိုတဲ့အခွေကိုအပူးပါထည့်မွေးပါနော်မနက်ဖြန်14ရက်အင်္ဂါနေကုန်စာဝမ်းချင်းနဲ့ကကဏ္ဍလေးတွေကိုလည်းကျွန်တော်ထပ်ပြီးပြောပြပြီးတော့မယ်မိတ်ဆွေများအနေနဲ့နော်နေတဲ့ကဏ္ဍကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေကနေတဲ့ကဏ္ဍကိုအသုံးပြုနော်ပတ်တိနော်အခွေကဏ္ဍကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေကအခွေကဏ္ဍကိုအသုံးပြုနော်မနက်ဖြန်အင်္ဂါနေကုန်မှာ9နှစ်ဝမ်းချင်းမှာ9ကိုကြိုက်ရင်9ကိုနော်ပတ်မနေ့မထွက်ရင်ညနေစာလို့လိုက်နော်နှစ်ကိုကြိုက်တဲ့မိတ်ဆွေများကနှစ်ကိုပတ်မနေ့မထွက်ရင်ညနေစာလို့လိုက်ပါနော်မိမိရဲ့ကီးဝမ်းချင်းလုံးမိုင်ရှိတဲ့ဆိုရင်ကိုကီးဝမ်းချင်းလုံးမိုင်နဲ့ကတ်ထိုးနေကုန်မှာတစ်ချိန်ကတော့အောင်မြင်နေရမယ်နော်မနေ့ညမဟုတ်ရင်တော့မှမနေ့တော့မို့ညနေနေကုန်မှာတစ်ချိန်ကတော့အောင်မြင်နေရမယ်နော်မနက်ဖြန်အင်္ဂါနေကုန်စားတဲ့ဝမ်းချင်းဒီ9နှစ်ဝမ်းချင်းမှာ9နဲ့ပတ်သက်ရင်91 96 5859ဆိုတဲ့ကဏ္ဍလေးတွေပါနော်နှစ်နဲ့ပတ်သက်ရင်21 23 28 29ဆိုတဲ့ကဏ္ဍလေးတွေပါနော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေညီကိုမောင်နှမများနော်ခုနကျွန်တော်ပြောသလိုပတ်တိတစ်လုံးကိုထိထိမိမိပိုင်းနေနဲ့ပတ်မယ်တစ်ခွက်ကောင်းတစ်ခွက်ကောင်းမှထိထိမိမိပိုင်းတိုင်းထိုးချင်ပါတယ်ဆိုတဲ့မိတ်ဆွေတွေလက်ကြီးတစ်ပါးများအတွက်ကတော့ကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့399882006983ကိုဖုန်းတိုက်ရိုက်ခေါ်လိုက်နော်ဖုန်းခေါ်လိုက်တာနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဏ္ဍလေးတွေပြောပြပေးသွားမှာဖြစ်တယ်နော်ဒီလိုကြောင့်မလို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများမနက်ဖြန်နော်အင်္ဂါနေကုန်မှာလည်း
နော်တူဒီမွေးဝက်တွေပိုင်ဆိုင်နိုင်ပြီးတော့နော်ဒီလာမဲ့ဘက်မှာလည်းနော်ကျွန်တော်ရဲ့မိတ်ဆွေများလက်လာပါမှာပေါ်များပြီးတော့စိတ်ကြီးကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းရင်းနဲ့နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမအားလုံးကိုအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲဘိုင်းပါ